အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကလည်းစုခိုင်ပါဒီနေ့မှာတော့ရွာထဲမှာရှိတဲ့ကလေးတွေကိုငါးပါးတီလိုက်ရလာဆိုပြီးတော့လိုက်ပြီးတော့မိမဖြစ်ပါရဲ့ရှင်နာမည်ဘယ်လိုခေါ်လဲရှင်ရမမကမိခွန်းတစ်ခုမေးမယ်အဲ့ဒီမိခွန်းကိုဖြေနိုင်ရဆိုရင်ပိုက်ဆန်1000ပြီးမယ်ငါးပါးတီလိုက်ရလားရပြီအဲ့ဆိုမမကိုဆိုးပြပါဘာနာဝေယမိတ်တိတ်ကပဲနမရိယာမိအာရိဏရာရဝေယမိတ်တိတ်ကပဲနမရိယာမိအာမေတုစာစာရဝေယမိတ်နမရိယာဝရဝေယမိတ်တိတ်ကပဲနမရိယာမိသာမေရာယပိစ္ဆဓမ္မရာရာယဝေယမိတ်တိတ်ကပဲနမရိယာမိဟာကလေးကတော်လိုက်တာအေးဒီမှာလေအားဒီလားဘာတော့ဆိုတာသိလားသိရရဘာတော့ဆိုးပြပါဏာတိပါဒဝေယမိတိခာပရံတမာရိယာမိအာရိဏဒါနာဝေယမိတိခာပရံတမာရိယာမိကာမေတုမိစ္ဆာစာရဝေယမိတိခာပရံတမာရိယာမိမုဒ္ဒဝါရဝေယမိတိခာပရံတမာရိယာမိဒူရမေယယမစ္ဆမာရဌာနဝေယမိတိခာပရံတမာရိယာမိဟာကလေးကတော်လိုက်တာကျေးဇူးတင်ပါတယ်ရပါဘူးမိုးစင်လည်းခေါ်ပါမမမိခွန်းတစ်ခုမေးမယ်အဲ့ဒီမိခွန်းကိုဖြေနိုင်ရဆိုရင်ပိုက်ဆန်1000ပြီးပါဏာတိပါဒရသိအဲ့ဒါဆိုရပါမှာပါဏာတိပါဒဝေယမိတိခာပရံတမာရိယာမိအာရိဏဒါနာဝေယမိတိခာပရံတမာရိယာမိကာမေတုမိစ္ဆာစာရဝေယမိတိခာပရံတမာရိယာမိမုဒ္ဒဝါဒဝေယမိတိခာပရံတမာရိယာဒူရမေယယမစ္ဆမာရဌာနဝေယမိတိခာပရံတမာရိယာမိကလေးရတော်လိုက်တာโอเคကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ပြီနာမည်ဘယ်လိုခေါ်လဲတနာမိုးမမကမိခွန်းတစ်ခုမေးမယ်အဲ့မိခွန်းဖြေနိုင်နေဆိုရင်ပိုက်ဆန်1000ပြီးငါးပါးတီတာသိရမမကိုစူးပြပါပါဏာတိပါဒဝေယမိတိခာပရံတမာရိယာမိအာရိဏဒါနာဝေယမိတိခာပရံတမာရိယာမိကာမေတုမိစ္ဆာစာရဝေယမိတိခာပရံတမာရိယာမိမုဒ္ဒဝါရဝေယမိတိခာပရံတမာရိယာမိသူရမေရရဲ့မဆောက်မာနဌာနဝေယမိတိခာပရံတမာရိယာမိကလေးကတော်လိုက်တာဒီသမားလေးကျေးဇူးတင်ပါတယ်နာမည်ဘယ်လိုခေါ်လဲမောင်စမ်းမြင့်မမကမိခွန်းတစ်ခုမေးမယ်အဲ့ဒီမိခွန်းဖြေနိုင်ရဆိုရင်ပိုက်ဆန်1000ပြီးငါးပါးတီတာရဟုတ်ဒီမမကိုစူးပြပါပါဏာတိပါဒဝေယမိတိခာပရံတမာရိယာမိအာရိဏဒါနာဝေယမိတိခာပရံတမာရိယာကာမေတုမိစ္ဆာစာရဝေယမိတိခာပရံတမာရိယာမိမုဒ္ဒဝါဒဝေယမိတိခာပရံတမာရိယာမိဒူရမေယယမေယသနာရဒန္နာဝေယမိတိခာပရံတမာရိယာမိကလေးကတော်လိုက်တာပါတယ်ခုကြည့်နေတဲ့သူရောငါးပါးတီလိုက်ရလားတကယ်လို့ရတယ်ဆိုရင် comment မှာ yes လို့ရေးပေးသွားပါခုကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်